ဦးကြီးတို့ခင်ဗျာစိုက်ပျိုးရေးမွေးမြူရေးရေလုပ်ငန်းဆိုင်ရာနည်းပညာစာအုပ်ကောင်းတွေကိုအင်တာနက်ဒေတာတက်တာနဲ့ဖတ်ရှုခြင်းပါလားစိမ်းအောင်လန်းမိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကပေါ့နော်စိမ်းအောင်လန်းရဲ့စာအုပ်စင်ကဏ္ဍကိုဘယ်လိုအသုံးပြုနိုင်မလဲဆိုတာကိုအသေးစိတ်ပြသသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့စိမ်းအောင်လန်း software တွေကိုဝင်လိုက်ပါမယ်ခင်ဗျာဟုတ်စိမ်းအောင်လဲ software တွေကိုကျွန်တော်တို့ဝင်ပြီးပြီဆိုရင်ပေါ့နော်ကျွန်တော်တို့အောက်ဆုံးရဲ့ဘယ်ဘဲထောင်လေးမှာရှိရပေါ့နော်ကျွန်တော်တို့အိမ်ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျဟုတ်ပြီးရင်ပေါ့နော်ကျွန်တော်တို့အောက်ဘက်ကိုနည်းနည်းလေးဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်စာအုပ်စင်ဆိုတာလေးကိုကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စာအုပ်စင်ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်တို့စာအုပ်တွေအများကြီးကိုမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီစာအုပ်တွေကမှကျွန်တော်တို့စာအုပ်အမျိုးအစားလိုက်ပေါ့နော်ကိုကရှာကြည့်ခြင်းလည်းရတယ်ပြီးရင်ကျွန်တော်တို့စာရေးဆရာပေါ့နော်ဘယ်စာရေးဆရာတွေရေးထားလဲဆိုတာကိုကြည့်ပြီးတော့ကျွန်တော်တို့ရှာရင်လည်းရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီမှာမြေစီလာနဲ့ပတ်သက်တဲ့အကြောင်းဖတ်ရှင်းနေပေါ့နော်မြေစီလာလေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့မြေစီလာနဲ့ပတ်သက်ပြီးတော့တင်ပေးထားတာလေးမရှိသေးဘူးပေါ့နော်ကိစ္စမရှိဘူးကျွန်တော်တို့ထပ်နှိပ်လိုက်မယ်အပင်အာဟာရကြောင့်ကျွန်တော်ထပ်ပြီးကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အပင်အာဟာရကြောင့်စာအုပ်နှုတ်တွေ့ရပေါ့နော်ကျွန်တော်တို့စာအုပ်ကိုဖတ်ရှင်းတဲ့စာအုပ်တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်စာအုပ်လေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့စာအုပ်ရယူပြီဆိုတာလေးကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်download ဆွဲရလေးကိုကျွန်တော်တို့ခဏစောင့်နေပေါ့နော်ဒီရဲ့စာအုပ် site တွေကအရင်လည်းမကြီးဘူးပေါ့နော်ကျွန်တော်တို့ kilobyte လောက်ပဲရှိရပေါ့နော်အတွက်ကျွန်တော်တို့ဖုန်းပေအများကြီးကုန်ပါလဲတိတ်ပြီးတော့စိုးရင်ကြမရှိဘူးပေါ့နော်ဆိုတော့ download လေးပြီးသွားပြီကျွန်တော်စာအုပ်ဖတ်ပြီဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစာအုပ်ဖတ်လို့ရတဲ့ software လေးတစ်ချက်ပေါ်လာမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာ WPS Office လေးကိုရေးကြည့်ပြီးတော့ဖတ်တာလေးဒီမှာဆိုလို့ရှိရင်စာအုပ်လေးပေါ်လာပြီပေါ့နော်စာအုပ်ဖတ်တာတော့ဘယ် software နဲ့မဆိုကိုအဆင်ပြေရပေါ့နော်ကိုဖုန်းထဲမှာရှိတဲ့ software နဲ့ဖတ်လို့ရပေါ့နော်ကျွန်တော်ထဲမှာကျတော့ WPS Office ရှိလို့ WPS Office ကိုပဲရေးလိုက်တာပေါ့နော်ဆိုတော့စာအုပ်စင်ကဏ္ဍအကြောင်းတော့ဒီလောက်ပါပဲခင်ဗျာနောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းအစိမ်းအောင်လဲရဲ့အသုံးဝင်မဲ့လုံဆောင်ချက်တွေကိုထပ်မံမျှဝေသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်